အားလုံးပဲမင်္ဂလာပါကျွန်တော်အခုရပေးထားတာလေးကတော့ကျွန်တော်တို့အဝိရှော်ဇက်လေးကိုကျွန်တော်တို့ပြပြပေးထားတာလေးကိုကျွန်တော်ဗီဒီယိုရိုက်ထားလေးဖြစ်ပါတယ်ခင်ဗျာဒီဝိရှော်ဇက်လေးကိုကျွန်တော်ဗာလေးပြပြပေးထားလေးဆိုတော့ဒီကောင်လေးကိုကျွန်တော်တို့ body အောက်ခြေလေးဆွေးနေတဲ့အတွက်ကျွန်တော် body အစားထိုးပေးလိုက်တယ်ပြီးတော့ကျွန်တော်တို့ပတ်ပတ်လည်းကျွန်တော်တို့အစားထိုးပေးတဲ့နေရာမှာပေါ့နော်အဆက်တွေအရန်တိတာနေမှာဆိုလို့စီးလေးပါမှုတ်ပေးပါဆိုလို့ကျွန်တော်တို့ဒီကောင်လေးကိုပတ်ပတ်လည်းဆေးပြန်မှုတ်ပေးလိုက်တာလေးကိုကျွန်တော်ဗီဒီယိုရိုက်ပေးထားလေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီကောင်လေးကိုတော့ဆေးအဖြူအောင်ပဲကျွန်တော်တို့ပြန်လည်းမှုတ်ပေးလိုက်တာဖြစ်ပါတယ်ကျွန်တော်တို့ဆေးဖြူအောင်မှုတ်ပေးလိုက်တယ်ပြီးတော့လိုက်ကပါပြန်ပြီးအုပ်ပေးလိုက်တော့နော်ရေရှည်အတွက်လည်းသုံးလို့ဆင်ပြေတယ်ပြီးတော့အယောင်ပိုင်းပါဆိုရင်စေးတာလုံးဝတောင်းအောင်လည်းကျွန်တော်အကောင်းဆုံးပြင်ဆောင်ရွက်ပေးထားတဲ့လေးကိုကျွန်တော်ဗီဒီယိုရိုက်ပေးထားလေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဆိုင်ကွန်ဆေးရန်စာပေမှာဆိုရင်အေကန်ဘရာမျိုးစုံအဝိရှော်စပတ်တတာရေကက်တတာနဲ့ပတ်တတာများကိုကျွန်တော်ဆိုင်ကွန်ဆေးရန်စာပေမှာရရှိနိုင်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဆိုင်ကွန်ဆေးရန်စာပေကိုဓာတ်ရိုက်ခေါ်ဆိုဆက်သွယ်ရမယ့်ဖုန်းနံပါတ်ကတော့2668563939 396985ဖြစ်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုဆုံးထိကြည့်ပြတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ရှိပါ